တူပူရီယောလေထိုးဘူးဆိုတာလည်းမဖြစ်နိုင်တယ်လို့ရောထန်ကိုလေထိုးဘူးဆိုတာလည်းမဖြစ်နိုင်ပါဘူးဒီဘက်ကမှာအာရှနဲ့ဥရောပမှာပြည်သက်တွေတဲကြေကြိုက်အမာဆုံးဖိုက်တာနှစ်ဦးကိုပြရမယ်ဆိုလို့ရှိရင်တော့ UFC ကတူပူရီယာနဲ့မွေထိုင်းရရောထန်ကိုပြရပါလိမ့်မယ်တူပူရီယာကလည်းမာလုံးလက်သီးကောင်းလုံးတယ်လို့ရောထန်ကလည်းမာလုံးလက်သီးကောင်းလုံးပါရီသူတို့အလေထိုးဘူးဆိုတာမဖြစ်နိုင်တယ်လို့ပါပဲသူတို့နဲ့ရင်ဆိုင်ရတဲ့ဖိုက်တာတွေကသူတို့ရဲ့လက်သီးနဲ့မာကုန်ကြောင့်မလို့အမိရွာကိုလွမ်းသွားတာကြီးပါပဲအဲ့တော့သက်ဆိုင်ရာအဖွဲ့အစည်းတွေကလည်းရောထန်နဲ့တူပူရီယာတို့ကိုသက်ဆိုင်ရာဝေဒန်းတွေရဲ့အကောင်းဆုံးဖိုက်တာတွေဖြစ်ကိုသတ်မှတ်ထားကြတာပါဒါပေမဲ့မာကုန်မှာဆိုလို့ရှိရင်သူတို့နေပေကဖိုက်တာအားလုံးထက်သူတို့ကပိုမာကြပါရီမာဂျယ်ကြီးတွေလက်ဖျားခါခြင်းစရာပါဒီနေရာမှာတူပူရီယာကိုအဓိကထားပြီးပြောချင်ပေမဲ့တစ်ဖက်ကသူ့ကိုမထိုးရသေးခင်သူဟာကြီးထိုးလို့ပြန်မဲ့တရားပဲအရင်ဆုံးလဲသွားတယ်ဆိုတဲ့အတွက်ကြောင့်မလို့အထိုးခံရတိုင်းမဖြုံတဲ့ရောထန်ပဲအဓိကထားပြီးကျွန်တော်ပြောချင်ပါတယ်ရောထန်မာရာကကြောက်ဖို့ကောင်းနေဗျဒူးတွေတထောင်တွေလက်သီး6တွေအကုန်လုံးဇက်တိုက်သူ့စီဝင်လာတော့မှရောထန်သွေးတစ်စက်မှမထွက်တာပါစူပါလက်နဲ့ပွဲတော့ကလည်းတက်သေးဗျမာရာပဲကြည့်ရောထန်နေရာမှာတခြားဖိုက်တာတယောက်ကသာစူပါလက်နဲ့အဲ့လိုမျိုးစိုင်ပြီးတော့ထိုးမယ်ဆိုရင်ခဏလေးနဲ့လေးကြပါတယ်ဒါကြောင့်မာပေမဲ့သွေးထွက်ဘူးတဲ့တူပူရီယာထက်မာလေးမာလုံးတလို့သွေးလည်းမထွက်ဘူးတဲ့ရောထန်ကျွန်တော်ညှို့ရခြင်းဖြစ်ပါတယ်နောက်ပြီးတော့လက်သီးပြင်းအားရဆိုလို့ရှိရင်တော့ရောထန်ထက်တူပူရီယာကိုပို့ပြီးတော့ညှို့ရမှာပါရောထန်ထက်တူပူရီယာရဲ့လက်သီးပြင်းအားကအစားပေါင်းများစွာပို့ပြီးတော့တာတယ်လို့တော့မှပြောလို့ရမှာပါဂျက်ကောင်းကိုတစ်ချက်ထိုးရတဲ့တခါလဲကြပါပဲဒါကြောင့်ပရိသတ်တွေဆိုလို့ရှိရင်တူပူရီယာရဲ့လက်သီးပြင်းအားကစင်တကောင်အောင်ကျစီနေတယ်ဆိုပြီးတော့အမုန်းတင်ထားကြတာပါရောထန်လည်းလက်သီးပြင်းအားရှိပေမဲ့တူပူရီယာလိုမျိုးတစ်ချက်ထိုးတစ်ခါကြားလောက်တဲ့ထီတော့မဟုတ်သေးပါဘူးဒါပေမဲ့ဘာပဲပြောဒီဖိုက်တာတွေကိုအားပေးရနေတယ်ပဲကျောအတွက်ကအတော်လေးကိုတန်လုံးပါတယ်သူတို့ရဲ့ငကိုမူလပုံစံတစ်ခုဟာပရိသတ်တွေကိုဆွဲဆောင်တာပါဖျော်ပြမှုကောင်းတယ်လို့လည်းပြောလို့ရပါတယ်တူပီယာဆိုလို့ရှိရင် Tractor တွေအတော်လေးကိုပြောပါတယ်ဒါ UFC မှာကစားနေရကြောင်းလည်းပါပါတယ်ရောထန်တော့လေတိုက်ပေမဲ့တူပီယာလောက်တော့မဟုတ်ပါဘူးနောက်ပြီးတော့ရောထန်ထိုးတဲ့နေရာမှာလည်းပဲတူပီယာနီးပါးလောက်ဖျော်ပြမှုပေးပါတယ်ဒါကြောင့်အရှင်းဆုံးပြောမယ်ဆိုလို့ရှိရင်ရောထန်နဲ့တူပီယာလိုပုံစံမျိုးတခြားဘေးဖိုက်တာမှမရှိပါဘူးရှိလာဖို့လည်းမလွယ်အတွက်ကြောင့်မလို့ရှိလာမှလည်းမဟုတ်ပါဘူးသူတို့ကဒီအားကစားမှာပါရမီပါကြတယ်လို့ပြောရမှာပါဒါကြောင့်မလို့ရောထန်နဲ့တူပူရီယာလိုမျိုးဖိုက်တာမျိုးတွေကသက်ဆိုင်ရာနေပေတွေရဲ့ပြိုင်ဆိုင်ရှားရီဆိုရင်လည်းမမားပါဘူးရှင်မြန်တဲ့သူမရှိတဲ့အနေအထားနဲ့ကျန်းလာခဲ့တာဆိုရင်လည်းနှစ်ကိုအတော်ကြာခဲ့ပြီဖြစ်ပါရီဒါကြောင့်သူတို့ကစားနေသူတွေတော့ပြိုင်မက်တွေအတွက်သူတို့ကအိမ်မက်ဆိုးတွေပါပဲပါရမီပါတော်မှစူးစမ်းမှုတွေပါထပ်ပြီးတော့ပေါင်းဆက်လိုက်တဲ့အခါမှာတော့ဘယ်သူမှမရှင်ပြိုင်နိုင်လောက်အောင်ကိုပြိုင်ဆိုင်ရှားဖြစ်သွားတော့တာပါ